I arrived at Bangkok yesterday. I arrived in Bangkok yesterday. I arrived to Bangkok yesterday. ဘယ်စာကြောင့်အမှန်လဲတိကျကိုကပြပြသုံးတအောင်လို့ရှင်းပြပေးမယ်နော် arrive at ကိုသုံးချင်တယ်ဆိုလို့ရှိရင်နေရာတိတိကျကျရှိတဲ့နေရာ area သေးတဲ့နေရာမျိုးတွေနဲ့တွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်ဥပမာဆိုရင် I arrived at the airport at 5 p.m. ငါလေဆိပ်ကိုညနေ9နာရီမှာရောက်ခဲ့တယ် I arrived at the hotel at 8 p.m. ငါဟိုတယ်ကိုည8နာရီမှာရောက်ခဲ့တယ်ဒီလိုမျိုးပေါ့နော်လေဆိပ်တို့ဟိုတယ်တို့စက်ရုံတို့ကျောင်းတို့စတဲ့နေရာအတိအကျရှိရာမျိုးတွေနဲ့ဆိုလို့ရှိရင် arrive at ကိုသုံးလို့ရပါတယ် arrive in ကိုတော့နိုင်ငံတွေမြို့တွေလိုမျိုး area ကျယ်တဲ့နေရာတွေနဲ့တွဲပြီးတော့သုံးရပါမယ်ဥပမာ I arrived in Japan last night ငါဂျပန်ကိုမနေ့ညကရောက်ခဲ့တယ် I arrived in the city lateငါမြို့တွေကိုနောက်ကျမှရောက်ခဲ့တယ်ဒီလိုမျိုးရန်ကုန်ဘန်ကောက်ဂျပန်ဒီလိုနိုင်ငံတွေမြို့တွေ area ကျဲတဲ့နေရာမျိုးတွေနဲ့ဆိုလို့ရှိရင်တော့ arrive in နဲ့သုံးလို့ရပါတယ် arrive နဲ့ to ကိုတော့ဘယ်တော့မှတွဲမသုံးပါနဲ့ဘာလို့လဲဆိုတော့ arrive ဟာ to ထည့်စရာကိုမလိုတဲ့ verb တစ်လုံးဖြစ်ပါတယ်ဒါကြောင့် I arrived to ဆိုတဲ့စာကြောင်းမျိုးကိုမသုံးပါနဲ့နော်ဒါဆိုရင် I arrived at Bangkok yesterday I arrived in Bangkok yesterday. I arrived to Bangkok yesterday. ဘယ်စာကြောင်းလေးအမှန်လဲဆိုတာ comment မှာဖြည့်ပေးခဲ့နော်